မင်္ဂလာပါပရိသတ်ကြီးများရှင်ကျွန်မအခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တင်မွေးဖွားတဲ့ရာသီဥတုကပြောနေတဲ့တင့်အကြောင်းများအကြောင်းပဲဖြစ်ပါတယ်။နှွေမိုးဆောင်းရာသီဥတုတွေကတစ်ခုနဲ့တစ်ခုမတူညီကြဘဲနဲ့ကိုယ်ပိုင်းပုံစံတွေရှိကြပါတယ်။ဒီလိုပါပဲနှွေမိုးဆောင်းမှာမွေးဖွားခဲ့တဲ့ကျွန်တော်တို့ကျမတို့မှာလည်းမတူညီတဲ့ပုံစံအကျင့်စရိုက်တွေရှိနေကြပါတယ်။ကိုမွေးတဲ့ရာသီဥတုကကိုယ့်အကြောင်းဘာတွေပြောကြမလဲအောက်မှာကြည့်ကြရအောင်။နွေရာသီဖွားတင်ကနွေရာသီမှာမွေးဖွားခဲ့တဲ့သူတယောက်ဆိုလို့ရှိရင်အကောင်းမြင်တဲ့သူဖြစ်ပါတယ်အစိုးမြင်စိတ်နဲပါတယ်လွတ်လွတ်လပ်နေချင်ပါတယ်စိတ်ကူးစိတ်တန်းကောင်းပါတယ်အခက်အခဲတွေရှိလာရင် idea ကောင်းတွေထွက်လေရှိပါတယ်ပျော်ပျော်ရွှင်ရွှင်နေတတ်ပါတယ်စူးစမ်းလိုစိတ်ကြီးပါတယ်အမြဲတမ်းကြနေလေးရှိပါတယ်။ဒါတွေကနွေရာသီဖွားလေးတွေရဲ့ဇယိုက်တွေပဲဖြစ်ပါတယ်။တငယ်ချင်းအပေါင်းအသင်းတွေကတော့အားကြရလောက်တဲ့တက်ကြွမှုမျိုးတင်မှရှိပါတယ်။တငယ်ချင်းတွေကိုလည်းအမြဲတမ်းကူညီနေကြသူတစ်ယောက်မိသားစုရဲ့အားထားရတဲ့သူတစ်ယောက်အားလုံးရဲ့ဆဲလဲလေးဖြစ်ပါတယ်။နွေရာသီမှာမွေးဖွားသူတွေကစိတ်ခံစားလွယ်လွန်းပြီးတနာကျင်နာစိတ်နဲ့ကြီးမားကြသူတွေဖြစ်ကြပါတယ်။မွေးရာသီဖွားတင်ကမွေးရာသီမှာမွေးဖွားခဲ့သူတယောက်ဆိုလို့ရှိရင်တင်ကတည်ငြိမ်အေးချမ်းသူတယောက်ဖြစ်ပါတယ်။ဆုံးဖြတ်ချက်တစ်ခုခုချမယ်ဆိုရင်တေချာစဉ်းစားတတ်လေးရှိပါတယ်။ငဲတဲ့ပတ်ဝန်းကျင်ကိုလေ့လာနေလေးရှိပါတယ်။ချစ်သူခင်သူတွေနဲ့စကားတွေပြောနေရင်လည်းပျော်ပျော်ရွှင်ရွှင်နေတတ်ပါတယ်။တင့်အကြောင်းတွေအားလုံးကိုရင်ဖွင့်နေရှိပါတယ်။ကောင်းတာရောဆိုးတာရောအားလုံးကိုဖွင့်နေရှိပါတယ်။ပွင့်လင်းတဲ့တင့်ပုံစံကြောင့်ချစ်ခင်သူမရှားပါဘူး။ဆောင်းရာသီဖွားတင်ကဆောင်းရာသီမှာမွေးဖွားခဲ့တဲ့သူတယောက်ဆိုလို့ရှိရင်ဇွဲလုံးလာကြီးပါတယ်။တခုခုကိုတကယ်လိုချင်ပြီဆိုမရရအောင်ယူတတ်တာတင့်အကျင့်ပါပဲတင့်ရဲ့အားနည်းချက်ကတော့လူတွေကိုအားနာတနှုံးတာပါပဲတယောက်ယောက်ကအကူအညီတောင်းတဲ့အခါမှာညင်ရခက်လေးရှိပါတယ်အလွန်ရှက်တဲ့သူတယောက်လည်းဖြစ်ပါတယ်တယောက်ယောက်ကိုချစ်မိတဲ့အခါမှာလည်းတင့်ဘက်ကအမြဲတမ်းထာဝရအတွက်ပဲရည်ရွယ်လေးရှိပါတယ်အမြဲတမ်းပေးဆက်သူတယောက်ဖြစ်လေးရှိပါတယ်ကိုလည်းအမြဲတမ်းဝေဖန်နေတတ်သူတယောက်ပြီးတော့ရည်မှန်းချက်ကြီးကြီးမားမားလည်းတင့်မှာရှိပါတယ်မျှော်မှန်းထားတာတွေဖြစ်မလာတဲ့အခါမှာဆိုရင်အလွန်အားငယ်တတ်သူတယောက်ဖြစ်ပါတယ်သူများရဲ့အတွက်ဘာမဟုတ်တဲ့ရှုံးနိမ့်မှုသေးလေးတွေကဆောင်းရာသီဖွားလေးတွေအတွက်တော့အကြီးအကျယ်စိတ်သက်ကြစေနေရှိပါတယ်။တင်ကဘေရာသီမှာမွေးဖွားခဲ့သူတယောက်ဖြစ်ပါတယ်လေ။နောက်ထပ်ပြီးတော့အထွေထွေဘဟုသုတအမျိုးမျိုးကိုနားဆင်ကျင်နေဆိုလို့ရှိရင်ကျမတို့ရဲ့ new channel လေးကို subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါရှင်။